တော့ဦးဇင်းတို့ဂေါတိန်ကဆိုတာကအင်ဂျင်တော်ကြီးရဲ့နာမည်ပေါ့အခါတစ်ပါးမှာမြတ်စွာဘုရားဟာဂေါတိန်ကအမည်ရှိတဲ့အင်ဂျင်တော်ကြီးထဲမှာအလွန်မှထင်ရှားကြော်ကြားကြတဲ့တပည့်တာဝကတွေချမ်းရမ်းပြီးတော့သတင်းသုံးတော်မူတဲ့ရှင်သာရိပုတ္တရာတို့ရှင်မမောက္ကလန်တို့ရှင်မကတ္တပတို့ရှင်အနုရုဒ္ဓတို့ရှင်ဇီဝရတို့ရှင်အနန္ဒာတို့အလွန်မှထင်ရှားကြော်ကြားတဲ့တပည့်တာဝကတွေနဲ့သတင်းသုံးပြီးတော့နေတယ်တဲ့အဲ့ဒီလိုနေတဲ့အချိန်မှာတနေ့မှာရှင်မမောက္ကလန်ကိုရောမြတ်ကြီးကညနေချမ်းခါကာလလေးတပါးတဲ့ကိန်းရောနေရာကနေထားပြီးတော့ရှင်မကတ္တပရဲ့ထံကိုချင့်ကပ်ပြီးတော့ဗာပြောတော့ဆိုတော့အရှင်ကတ္တပတဲ့လာတို့သွားကြမယ်ရှင်သာရိပုတ္တရာစီကိုသွားပြီးတော့တို့တရားနာခြင်းကချင့်ကပ်ကြမယ်ရှင်မမောက္ကလန်ကရှင်မကတ္တပကိုခေါ်တာအဲ့တော့ရှင်မကတ္တပကလည်းကောင်းပြီလို့အဲ့ဒါလိုဝန်ခံပြီးတော့အရှင်အနုရုဒ္ဓမထေရကိုပါခေါ်ပြီးတော့ရှင်သာရိပုတ္တရာရဲ့ထံကိုတရားနာခြင်းအလုံးကချင့်ကပ်ကြတယ်တဲ့အဲ့ဒီမှာနောက်ထပ်တိုက်ဆိုင်မှုတစ်ခုကအရှင်အနန္ဒမထေရမြတ်ကလည်းပဲရှင်မမောက္ကလန်နဲ့ရှင်မကတ္တပနဲ့အရှင်အနုရုဒ္ဓတို့ရှင်သာရိပုတ္တရာထံဒီသွားနေကြပြီအဲ့လိုဆိုလို့ရှိရင်တို့လည်းပဲအဲ့ဒီတရားကိုနာယူဖို့အတွက်သွားအောင်မယ်ဆိုပြီးတော့အရှင်ဇီဝရရဲ့ထံကိုတော့ချင်းကပ်ပြီးတော့အရှင်ဇီဝရကိုအဖို့ညှိတယ်ပေါ့အရှင်ဇီဝရထေအရှင်ကောင်းသူတော်ကောင်းကြီးတွေဟာရှင်သာရိပုတ္တရာထံကိုတရားနာခြင်းအလုံးကချင်းကပ်နေကြတယ်ဒါကြောင့်တို့လည်းပဲသွားကြမယ်ဆိုပြီးတော့ရှင်ဇီဝရကိုခေါ်ပြီးတော့သွားကြတာအဲ့တော့ရှင်သာရိပုတ္တရာဒီမှာအလွန်ထင်ရှားကြော်ကြားတဲ့မထေရမြတ်ကြီး၅ပါးရှုမိသွားတယ်ပေါ့နော်ရှင်သာရိပုတ္တရာရောဆိုလို့ရှိရင်6ပါးပေါ့ရှင်သာရိပုတ္တရာရဲ့ရှင်မမောက္ကလန်ရဲ့ရှင်မကတ္တပရဲ့ရှင်အနုရုဒ္ဓရဲ့ရှင်အာနန္ဒာရဲ့ရှင်ဇီဝရရဲ့အဲ့လိုမျိုးရှင်သာရိပုတ္တရာစီကိုရောက်လာကြတော့ရှင်သာရိပုတ္တရာကအဝေးကနေလာနေတဲ့ရှင်ဇီဝရနဲ့ရှင်အာနန္ဒာကိုမြင်တဲ့အခါမှာရှင်အာနန္ဒာကိုအမိန့်ရှိတယ်တဲ့ရှင်အာနန္ဒာနဲ့ရှင်သာရိပုတ္တရာကပုဂ္ဂိုလ်ရေးရာအလွန်မှရင်းနှီးတဲ့ဆက်ဆံရေးလည်းရှိတယ်။ဘာပြောတော့ဆိုတော့အရှင်အာနန္ဒာလာပါတဲ့။သင်ဟာမြတ်စွာဘုရားရဲ့အလုပ်ကျွေးဖြစ်ပြီးတော့မြတ်စွာဘုရားရဲ့အနီးနားမှာပဲအမြဲတမ်းကျစ်စားနေတာ။ငါရှင်အာနန္ဒာရဲ့လာခြင်းဟာကောင်းသောလာခြင်းမှာအရှင်အာနန္ဒာတဲ့ဟောဒီဂေါတိန်ကမြည်တဲ့အင်ဂျင်တော်ကြီးဟာအလွန်တရာမှမွေးလျော်ဝေရာရှိတယ်။ညဟာအလွန်တရာမှအပြစ်ကင်းတယ်။ညချမ်းကလေးသွားကြတာလာလေးလဲတာအင်းချင်းပင်တွေဟာပင်လုံးကျော်ပွင့်နေကြတယ်နတ်မှာဖြစ်တဲ့ပန်းရဏတကွေတို့ဟောဒီအင်းချင်းတော်ကြီးဟာအနတ်နေနဲ့လည်းပဲဝေးကြိုင်နေတယ်တဲ့အနန္ဒာတဲ့ဘယ်လိုယဟန်ဟာဒီဂေါတိန်ကအမည်ရှိတဲ့အင်းချင်းတော်ကြီးကိုတင့်တယ်စေနိုင်လိမ့်မလဲတဲ့ဒီမေကုံလေးဟုတ်လားဆိုလိုတာကအင်းချင်းတော်ကြီးနဲ့တကွာတဘာဝအခြေအနေလေးကအယမ်းမှตายရတယ်ဒီလိုတာယာလှပတဲ့အင်ဂျင်တော်ကြီးကိုသာသနာကြီးနဲ့ဥမာပေးတယ်ပေါ့သာသနာတော်မြတ်ကြီးကလည်းပဲဒီအင်ဂျင်တော်ကြီးတစ်ဖွဲအလွန်တရာမှတာရတယ်အဲ့ဒါဘယ်လိုယဟန်တော်မျိုးဟာအလွန်တာယာလှပတဲ့သာသနာတော်မြတ်ကြီးကိုပိုးပြီးတော့လှသွားစီမလဲပိုးပြီးတော့တင့်တယ်သွားစီမလဲဆိုလိုတာကဒီသာသနာတော်ကိုဘယ်လိုယဟန်ကပိုးပြီးတော့အလှဆင်နိုင်လိမ့်မလဲပေါ့ကြပြဆန်းဆန်းပြောရရင်နော်လှတော့လှပြီးသားပဲဒါကြောင့်ဘသူကြောင့်တော့ပိုးလှသွားလိမ့်မလဲပေါ့အဲ့လိုမျိုးရှင်သာရိပုတ္တရာကရှင်အာနန္ဒာကိုဦးစားပေးတဲ့အနေနဲ့လည်းဖြစ်မယ်ပေါ့နော်သူ့ကိုဥတည်ပြီးတော့ပြောတာပြောတဲ့အခါကျတော့ရှင်အာနန္ဒာကသူ့အမြင်လေးကိုပြောတယ်ပြောတော့ဆိုတော့အရှင်သာရိပုတ္တရာတဲ့ဒီသာသနာတော်မြတ်ကြီးမှာယဟန်တစ်ပါးဟာမြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာတွေကိုအများကြီးကြားဖို့နာပါရှိတယ်တဲ့ကြားနာထားတဲ့တရားကိုလည်းပဲအလွတ်ရအောင်ဆောင်ထားတယ်အလွတ်ရရုံမျှမကဘဲနဲ့အဲ့ဒီတရားရဲ့အဓိပ္ပာယ်ကိုလည်းအများကြီးနားလည်အောင်လေ့လာထားတယ်ဘယ်လိုတရားမျိုးလဲဆိုတော့တရားကအစရည်ကောင်းခြင်းအလယ်ရည်ကောင်းခြင်းအစိုးရည်ကောင်းခြင်းနဲ့ပြည့်စုံတဲ့နော်ထဝန်းကျင်ဘယ်ဘက်ကမှလူလီသေးမရှိပြည့်စုံတဲ့အနဲ့နဲ့လည်းပြည့်စုံတဲ့တရားနဲ့လည်းပြည့်စုံတဲ့ဘာမှအပြစ်ပြောစရာမရှိတဲ့နော်အကျင့်မြတ်ကိုညွှန်ပြနိုင်တဲ့မြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတွေအဲ့ဒီဒေသနာတွေကိုများစွာနားထောင်ထားတယ်နှုတ်တဲ့အာဂုံရအောင်ဆောင်ထားတယ်နှုတ်ဖြင့်လည်းပဲအမြဲတမ်းရွတ်အံတရဲစေပြီးတော့နေတယ်
စိတ်နဲ့လည်းကြံစီထားတယ်ဉာဏ်နဲ့လည်းပဲမှတ်မှန်ကန်ကန်ကိုရွတ်နေတာတွေကိုနားလေတယ်နားမလဲပဲနဲ့ရွတ်နေတာမဟုတ်ဘူးနော်ဉာဏ်ဖြင့်ကောင်းစွာထွထွင်းပြီးတော့လည်းသိထားတယ်အဲ့ဒီလိုမျိုးမြတ်စွာဘုရားဟောခဲ့တဲ့ဒေသနာတွေနဲ့ပတ်သက်ပြီးတော့အများကြီးကျွမ်းကျင်လိမ္မာနားလည်ပြီးတော့စောင့်ထားတဲ့ယဟန်တော်မျိုးဟာနော်ဒီသာသနာတည်းဟူသောနော်အင်ဂျင်တော်ကြီးနဲ့တူတဲ့ဒီသာသနာတည်းဟူသောအင်ဂျင်တော်ကြီးကိုတာလွန်ပြီးတော့တင့်တယ်စေလိမ့်မယ်သူကပြောတယ်ဒါပေမဲ့သူအဲ့ဒီဂုံမျိုးသူ့မှာရှိသလားဆိုတော့လည်းမရှိပြန်ဘူးတချို့ကြတော့အဲ့ဒီဂုံတွေရှိတယ်အဲ့ဒီဂုံရဲ့ဂုံကျေးဇူးတွေကိုပြောဆိုတာအားနေတာလည်းရှိတယ်သူကြတော့အဲ့လိုမဟုတ်ဘူးနော်အဲ့ဒီဂုံတွေကလည်းပဲသူ့တန်တန်မှာရှိတယ်အဲ့ဒီဂုံတွေရဲ့ကောင်းကြောင်းကိုလည်းပဲအမြဲတမ်းပြောတယ်ဆိုလိုတာကကိုယ်တိုင်လည်းပဲဒီမြင့်မြတ်တဲ့သူတော်ကောင်းလမ်းစဉ်ကိုကျင့်တယ်သူများကိုလည်းပဲကျင့်သုံးဖို့ဒီဂုံတွေရဲ့ကျေးဇူးကိုပြောပြပြီးတော့တိုက်တွန်းတယ်နော်ဒီအကျင့်တွေနဲ့ပတ်သက်ပြီးတော့ရှေ့သွားကောင်းဆောင်ကြီးလို့ဆိုနိုင်တယ်ပေါ့ရှင်မကတ္တပဆိုတာနော်အထူးသဖြင့်ဒူတင်ရာမှာသူကရှေ့သွားကောင်းဆောင်ကြီးပဲဟုတ်လားဒါကရှင်မကတ္တပရဲ့နော်အင်ရင်တော်ကြီးကိုဘယ်လိုရဟန်းကတာလွန်ပြီးတော့လှစေမလဲဆိုတဲ့အမြင်ပေါ့နော်အဲ့လိုဖြေချပြီးတဲ့အချိန်မှာရှင်သာရိပုတ္တရာကရှင်မမောက္ကလံကိုမေးတယ်တဲ့တိုင်ကရှင်မောက္ကလံရှင်မကတ္တပကတော့ပြောသွားပြီဒီအင်ရင်တော်ကြီးကိုဘယ်လိုရဟန်းကတာလွန်ပြီးတော့လှစေမလဲငါရှင်ရဲ့အမြင်ကိုပြောပါအောင်ဆိုတော့ရှင်မမောက္ကလံကဘာပြောတော့အရှင်သာရိပုတ္တရာတဲ့ဟောဒီသာသနာတော်မြတ်ကြီးမှာယဟန်နှစ်ပါးဟာအဘိဓမ္မာစကားကိုအမြဲတမ်းပြောဆိုလေးရှိတယ်အချင်းချင်းအဘိဓမ္မာနဲ့ပတ်သက်တဲ့ပြဿနာတွေကိုလည်းမေးမြန်းကြတယ်ဖြေကြားကြတယ်အဲ့ဒီအဘိဓမ္မာနဲ့ပတ်သက်ပြီးတော့မေးနိုင်တဲ့အစွမ်းလည်းရှိတယ်ဖြေနိုင်တဲ့အစွမ်းလည်းရှိတယ်နော်တရားနဲ့ဆက်တဲ့စကားကလည်းမပြတ်သူတို့မှပြောဆိုခြင်းရှိတယ်အဲ့ဒီလိုမျိုးတရားဒေသနာနဲ့ပတ်သက်ပြီးတော့အထူးသဖြင့်အဘိဓမ္မာတရားနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်လိမ္မာပြောဆိုလေးရှိကြတဲ့ယဟန်တွေဟာဒီအင်ဂျင်တော်ကြီးကိုလှစေလိမ့်မယ်တဲ့ဒါအဘိဓမ္မာဆိုတဲ့စကားလေးဟုတ်လားအဘိဓမ္မာလွန်ကဲတဲ့တရားပေါ့နော်ဦးဇင်းတို့တုတ်တန်တရားဒေသနာတွေထဲလွန်ကဲတဲ့တရားလို့ဒီလိုအဓိပ္ပာယ်ရဘာဖြစ်လို့အဲ့လိုပြောရအောင်ဆိုတော့တုတ်တန်တရားဒေသနာတွေဆိုတာကသူကဘယ်လိုပြောမလို့ပုဂ္ဂိုလ်ရဲ့အကြိုက်ကိုဣဇာတရားအလိုဆန္ဒကိုငဲ့ကွက်ပြီးတော့ဟောတာမျိုးတွေရှိတယ်ဒီလိုကဒီလိုလေးပြောမှပို့ပြီးတော့နားလဲသွားလိမ့်မယ်သဘောပေါက်သွားလိမ့်မယ်ပုဂ္ဂိုလ်ရဲ့အလိုကြိုက်ကိုလိုက်ပြီးတော့ပြောတာမျိုးရှိတယ်နားလဲမှုကိုရှေ့တန်းတင်ပြီးတော့ပြောတာပေါ့ပြီးတော့ဒီဓမ္မသဘာဝနဲ့ပတ်သက်ပြီးတော့လည်းပဲတချို့အသုံးအနှုန်းလေးတွေကပြည့်ညက်ဆန်ဆန်လေးတွေပြောရတာလေးတွေလည်းရှိတယ်နားလဲမှုကိုသူကရှေ့ရှုပြီးတော့ပြောတာသူ့ကိုမကောင်းဘူးလို့ဆိုလိုတာမဟုတ်အဘိဓမ္မာနဲ့တုတ်တံမှာလာတဲ့စကားတွေရဲ့ကွာခြားချက်ကိုအဓိကပြောချင်တာပါနော်အဘိဓမ္မာလာတဲ့စကားတွေကြတော့အဲ့လိုသူကပုဂ္ဂိုလ်ကိုငဲ့တာလည်းမရှိဘူးသူနားလဲမလဲသူကအရှိကိုအရှိအတိုင်းဒေတိုးပဲပြောချသွားတာစကလုံးကလည်းပဲဘယ်လိုပြောမလို့သူကဓာတ်ရိုက်သဘောတဘာဝကိုပဲရည်ညွှန်းပြီးတော့ပြောတာအဘိဓမ္မာတရားဆိုတာဟုတ်လားနားထောင်တဲ့လူတွေနားလဲနားမလဲသူကတော့အရှိအတိုင်းပဲပြောသွားတယ်လို့ဒါလူငယ်လေးတွေနားလဲဦးဇင်းကအဲ့လိုပြောပြတာပါဟုတ်လားအကုသိုလ်တရားတွေဆိုတာဘယ်လိုဖြစ်တတ်တယ်အကုသိုလ်တရားဆိုတာဘယ်နှမျိုးရှိတယ်ကုသိုလ်တရားဆိုတာဘယ်လိုစွန့်ရည်တတ္တိရှိတယ်အဲ့ဒီကုသိုလ်ဆိုတာဘယ်နှမျိုးရှိတယ်စိတ်တရားဘယ်လိုအဲ့ဒီစိတ်တွေကိုမှီပြီးတော့ဖြစ်နေတဲ့စေတသိက်တရားတွေကဘယ်လိုနောက်ယုတ်တရားတွေဆိုတာဘယ်လိုအဲ့ဒီယုတ်မှာလည်းပဲအမျိုးအစားကဘယ်လိုရှိတယ်ဘယ်ဟာကဘယ်လိုနောက်ဦးဇင်းတို့ရှမိုက်တို့ပဋ္ဌာန်းတို့ဆိုရင်ကြားဘူးပါတယ်နော်အကြောင်းအကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေကိုတကယ့်ကိုပဲဦးဇင်းတို့ပုဂ္ဂိုလ်တ attva ရဲ့နားလည်နိုင်မှုနားမလည်နိုင်မှုကိုငဲ့ကွက်တဲ့သဘောမရှိဘဲနဲ့ဒီတိုင်းပဲအရှိအတိုင်းပြောထားတာဒါကြောင့်ပဋ္ဌာန်းတွေပါတွေရုပ်ပြီးဆိုရင်နားလည်သည်ဖြစ်စေနားမလည်သည်ဖြစ်စေနော်နတ်တွေပါတွေကြတော့နားလည်တဲ့သဘောရှိတာသူကသုတ္တမလာတဲ့စကားတွေတဲ့ပို့ပြီးတော့စွမ်းအာနိသင်ရှိတယ်လို့ဆရာကြီးဥရွှေအောင်ရေးတဲ့စာမတစ်ပုဒ်ထဲမှာဦးဇင်းမှတ်သားဘူးတယ်ပေါ့ဖားနတ်သားလေးတွေဖားကလေးကတရားနာပြီးတော့ဖားနတ်သားဖြစ်သွားတာရှိတယ်အဲ့ဒါကတော့သုတ္တန်ဒေသနာကိုနားထောင်ပြီးတော့ဒါကောင်းမြတ်တဲ့အတန်ပဲဆိုတဲ့အမြင်လောက်ပေါ့အဘိဓမ္မာတရားနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့လင်းတို့သား900ဆိုတာကြားဦးတယ်ဟုတ်တယ်မဟုတ်လားအဘိဓမ္မာကိုရုပ်အန္တရာယ်စေနေကြတဲ့ယဟန်တွေရဲ့အတန်ကိုကြားပြီးတော့နောက်တစ်ချိန်မှာအဲ့ဒီလင်းတို့သားတွေကဖြစ်လာတဲ့ယဟန်တွေဟာအဘိဓမ္မာတရားကိုသင်ယူကြရတာလွယ်ကူတတ်ကြတယ်လို့ဆိုတယ်ဆရာကြီးဥရှိအောင်ရေးပြတဲ့အဓိပ္ပာယ်လေးကဦးဇင်းမှတ်သားမိထားတာလေးက
နားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေသုတ်တန်စကလုံးနေနဲ့မတူဘူးပေါ့နော်စိတ်ထဲမှာသူကစွမ်းအားရှိတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးကိုပြောတာကောင်းကောင်းတောင်ရှင်းမပြတတ်တော့မတူဘူးဆိုတာကတော့သူကအယံကိုရှင်းရှင်းလင်းလင်းပြောအောင်ဆရာကြီးကပြောထားတယ်သုတ်တန်ဒေသနာမှာဟောထားတဲ့စကလုံးနဲ့အဘိဓမ္မာဒေသနာမှာဟောထားတဲ့စကလုံးတွေရဲ့စွမ်းအားအန္တိတင်ခြင်းတောင်မတူဘူးလို့အဲ့လိုမျိုးပြောတယ်အခုရှင်မမောက္ကလန်ကယဟန်ချင်းချင်းတရားဆွေးနွေးကြတယ်မေးကြမြန်းကြတယ်ဖြေကြကြားရတယ်ဆိုတာဘယ်တရားကိုအဓိကသူရည်ရွယ်တာတော့ဆိုတော့အဘိဓမ္မာတရားတဲ့အယံလေးနဲ့တဲ့တရားဒေသနာမျိုးပေါ့နော်အဲ့လိုမျိုးသူကသူ့ရဲ့အမြင်ကိုပြောပြီးတော့အားပြောတော့ဆိုတော့ငါရှင်သာရိပုတ္တရာတဲ့အခုဒီနားမှာရောက်နေကြတဲ့ပုဂ္ဂိုလ်တွေအသီးသီးသူတို့ရဲ့အမြင်တွေကိုပြောပြီးကြပြီငါလည်းငါအမြင်ကိုပြောပြီးပြီအဲ့လိုဆိုလို့ရှိရင်သင်ကိုလည်းပဲမေးမယ်တဲ့ဒီအင်ဂျင်တော်ကြီးကအလွန်မှตายရတယ်ညဟာအပြစ်ကင်းတယ်ပန်းရင်နဲ့တို့ဖြင့်မှုေးကြိုင်နေတယ်ဒီလောက်လှတဲ့အင်ဂျင်တော်ကြီးကိုဘယ်လိုရန်ကတာလွန်ပြီးတော့တင့်တယ်စေမလဲဆိုတဲ့မေကုန်းကိုသင်ကိုယ်တိုင်လည်းပဲဖြေပါအောင်သင်အမြင်ဘယ်လိုရှိလဲအဲ့လိုမေးတဲ့အချိန်မှာရှင်သာရိပုတ္တရာကဖြေတယ်သူဖြေတာလေးကအရန်ကောင်းတယ်အပြောတော့ဆိုတော့ဣဒာဟုသောမောက္ကလနာဘိက္ခုစိတ်တံဝတ္တံဝတ္တိတိနောသဘိက္ခုစိတ်တတဝတေနဝတ္တတိအရှင်မောက္ကလန်တဲ့ဒီသာသနာမှာယဟန်တစ်ပါးဟာစိတ်ကိုယ်သာနဲ့ကိုယ့်ရဲ့အလိုကိုလိုက်စေပြီးတော့ကိုကစိတ်ရဲ့အလိုကိုမလိုက်ဖဲနဲ့နေနိုင်မယ်ဆိုရင်သူဟာဒီအင်ဂျင်တော်ကြီးကိုလှစီလိမ့်မယ်တဲ့အဲ့ဒီစကားလေးကိုပေးတယ်လို့ကြားဦးမယ်ထင်ပါတယ်နော်မိမိကစိတ်အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုယ်သာလည်းမိမိရဲ့အလိုကိုလိုက်စေနိုင်တဲ့ပုဂ္ဂိုလ်ဟာသာသနာတော်ကြီးကိုတင့်တယ်စေလိမ့်မယ်ဆိုတာဟုတ်လားခရီးမှာပြောပြီနော်ဘိက္ခုစိတ်တံဝတ္တံဝတ္တိတိနောသဘိက္ခုစိတ်တတဝတေနဝတ္တတိယဟန်ကစိတ်ရဲ့အလိုကိုမလိုက်ဖဲနဲ့စိတ်ကသာယဟန်ရဲ့အလိုကိုလိုက်ပဲဒီလိုယဟန်မျိုးဟာအင်ဂျင်တော်ကိုလှစီလိမ့်မယ်အဲ့ဒါကိုသူကအသေးစိတ်ဘယ်လိုပြောတော့ဆိုတော့အရှင်မောက္ကလန်တဲ့ယဟန်တစ်ပါးဟာမနက်ခင်းအချိန်ကာလမှာကိုဝင်စားလို့တဲ့တမာပတ်ကိုဝင်စားပြီးတော့နေနိုင်တယ်နေ့လည်ကအချိန်မှာလည်းပဲကိုဝင်စားခြင်းတဲ့တမာပတ်ကိုဝင်စားလို့ရတယ်မေတ္တာဇံကိုဝင်မလားကရုဏာဇံကိုဝင်မလားဓမ္မမဟုတ်ရိုးရိုးဇံတရားတွေကိုဝင်စားမလားဓမ္မမဟုတ်ဖလားတမပတ်ကိုဝင်စားမလားသူ့မှာရထားတဲ့တရားတွေကအများကြီးဆိုတော့ကြိုက်တဲ့ဇံကိုဝင်စားကြိုက်တဲ့တမပတ်ကိုဝင်စားပြီးတော့ချမ်းချမ်းသာသာနေနိုင်တယ်ညနေခင်းအခါကာလမှာလည်းပဲကိုကြိုက်တဲ့တမပတ်ကိုဝင်စားပြီးတော့အေးအေးချမ်းချမ်းသူ့မှာနေနိုင်တဲ့စွမ်းရည်ရှိတယ်ဥပမာတဲ့အရန်ချမ်းသာတဲ့မင်းရဲ့အမတ်ကြီးနော်မင်းပဲရှင်မင်းကြီးပဲဖြစ်ဖြစ်ရှင်မင်းရဲ့အမတ်ကြီးပဲဖြစ်ဖြစ်သူ့ရဲ့ဘီယိုတဲ့တစ်တာထဲမှာပစိုးတွေအများကြီးရှိတယ်အဝတ်တွေအများကြီးရှိဟုတ်လားအဲ့ဒါမနေ့ခင်းမှာကိုကြိုက်တဲ့အစင်ကိုကြိုက်တဲ့အဝတ်ကလေးကိုလဲဝတ်လို့ရတယ်နေ့လည်ခင်းရောက်တဲ့အခါဟာဓာတ်တက်ပူပြီးတော့ကောင်းတာလေးဒါမှမဟုတ်ကိုကြိုက်တာလေးတစ်ခုပြောင်းပြီးတော့လဲလိုက်အောင်ပဲညနေခင်းမှာလည်းတစ်ခါထပ်ပြီးတော့အဝတ်ကလေးလဲလိုက်အောင်ပဲအဝတ်လဲတယ်ဆိုတော့ဒကာကြီးတွေအမှတ်မရဘူးဒကာမကြီးတွေပဲအမှတ်ရတာဟုတ်လားဒကာမကြီးတွေအမြဲလဲနေကြတယ်နော်အဝတ်ကိုတချို့ဆိုလို့ရှိရင်တရထဲနဲ့တောင်မှ3-4ခါလောက်ဝတ်လဲနေတာရှိသေးတယ်ဟိုတုန်းကကြားလိုက်တာပါဆရာတော်ကြီးတစ်ပါးရဲ့မွေးနေ့ကိုသွားကြတော့ကျောင်းတကာဒကမတွေလားဆွန့်တကာဒကမတွေလားတောင်မလေးရောင်စုံတွေအတူတွေဟုတ်လားမနေ့ကျတော့တစ်မျိုးနေ့လည်းကမရောက်သေးဘူးတခါတစ်မျိုးဖြစ်နေပြန်ဘာသွားလောက်ကြလဲမသိဘူးလို့စဉ်းစားရရှိရနော်အဝတ်ကိုပြိုင်နေတယ်လို့သဘောမျိုးပါပဲအပြိုင်ဆိုင်ဝတ်နေကြအယမ်းမှဘာသာသာသနာနဲ့ပတ်သက်ပြီးတော့တိတ်အဆင်မပြေလာဘူးလို့ဆိုနိုင်ရရှိတယ်ပေါ့ဟုတ်လားအခုဒီမှာရှင်သာရိပုတ္တရာပြောတဲ့အဓိပ္ပာယ်လေးကဥပမာပြောတာနော်တထေးတယောက်ကအဝတ်စားတွေများလုံးလို့ဘီယိုထဲမှာတက်တာထဲမှာအဝတ်တွေအုံထည့်ထားပြီးတော့မနေ့ကမှကြိုက်တဲ့အဝတ်ဝတ်မယ်နေ့လည်ကမှကြိုက်တဲ့အဝတ်ဝတ်မယ်ညနေကမှကြိုက်တဲ့မထက်အောင်သူအမြဲတမ်းလဲလှယ်ပြီးတော့ဝတ်ရှင်နိုင်အဲ့လိုပဲတဲ့ယဟန်တစ်ပါးဟာကြိုက်တဲ့အချိန်မှာကြိုက်တဲ့တမပတ်ကိုဝင်စားနိုင်အဝတ်ဝတ်တာနဲ့ဥမာပေးတာလေရန်စဉ်းစားတယ်ကောင်းတာနော်အဝတ်ကလေးဆိုရင်လူတွေကတတ်နိုင်တယ်ဆိုရင်ကြိုက်တဲ့အစင်လေးရွေးချယ်ပြီးတော့ဟိုနာဂိတ်ဖြစ်တုန်းကအံ့ဩတာပေါ့နော်ဟိုတုန်းကတော့ဘုံဘုံတော့လည်းတောမှနေတာဆိုတော့သိမသိဘူးဟာတဲ့အဝတ်အထည်လေးတွေပူတာလေးတွေသွားပေးတာဘယ်လောက်ပေးလိုက်တော့ဒီမှာဆိုအစုံ200လောက်တယ်ဟာများလှရည်လားပေါ့နော်အဝတ်အစုံ200လောက်ရှိတဲ့အံ့ဩစရာကြီးပဲကိုကတော့အံ့ဩနေတာအဲ့ဒါကဘာမှအံ့ဩစရာမရှိဘူးဒီလိုပဲအများကြီးပဲအဝတ်တွေရှိနေကြတာနော်အဲ့ဒါပြောချင်တာကဘာလို့ကို့မှာချမ်းသာတဲ့နေနီးကလေးဒါလူငယ်တွေနားလည်အောင်ပြောနေနီးမျိုးစုံရှိထားမယ်ဆိုအရင်ကောင်း
အဲ့ဒီနေနည်းကိုလည်းပဲအရန်ကျွမ်းကျင်ထားမယ်ဆိုရင်ကောင်းပါပဲဘယ်အချိန်လေးမှာပဲဖြစ်ဖြစ်ငါမေတ္တာလေးနဲ့နေလိုက်မလားဒါမှမဟုတ်အာနာပါနာလေးပွားများပြီးတော့နေမလားဒါမှမဟုတ်ဖြစ်ပေါ်လာတဲ့တရားလေးတွေကိုသတိလေးကပ်ပြီးတော့နော်ဖြစ်ချင်းပြက်ချင်းလေးကိုနားလည်ပြီးတော့ပဲနေမလားအဲ့လိုဒါကတော့မထေရမြတ်ကြီးရဲ့စကားကိုမှီပြီးတော့ပြောကြည့်တာပေါ့နော်မထေရမြတ်ကြီးကတော့ဘယ်လိုပြောတော့မနက်ခင်းခါကာလမှာကြိုက်တဲ့သမဘတ်ကိုဝင်စားနိုင်နေ့လယ်ခင်းမှာကြိုက်တဲ့သမဘတ်ကိုဝင်စားနိုင်တယ်ညနေခင်းမှာကြိုက်တဲ့သမဘတ်ကိုဝင်စားနိုင်သူလေ့ကျင့်ထားတဲ့အထုရသော်ဘုရားရဲ့တရားကိုကိုယ်တိုင်စောင့်ထားယုံမြမကပဲနဲ့တဲ့အနုတ္တယတရားတွေကိုပယ်ခွာနိုင်ဖို့အတွက်တခြားသောသူတွေကိုလည်းပဲတရားကိုဟောပြတယ်တဲ့ဒါလေးလည်းပါသေးတယ်နော်ဘုရားဟောခဲ့တဲ့တရားဒေသနာတွေကိုကိုယ်တိုင်နားလည်အောင်လှုပ်ထားယုံမြမကပဲနဲ့သူများကိုလည်းပဲနားလည်အောင်ပြောအောင်မယ်ပေါ့ဘယ်လိုရည်ရွယ်ချက်နဲ့ပြောမှာတော့ဆိုတော့ကိန်းဝတ်မှုအနုတ္တယတရားတွေကိုပယ်နှုတ်ပစ္စည်းရပယ်နှုတ်နိုင်ရအလုံးကနော်တရားကိုဟောကြတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာဒီသာသနာတော်ကြီးကိုအလွန်မင်းတာလွန်ပြီးတော့တင့်တယ်စေလိမ့်မယ်လို့ဒါကရှင်အနန္ဒာကသာသနာနဲ့ပတ်သက်ပြီးတော့သူ့ရဲ့အမြင်ကလေးလို့ဆိုကြပါစို့အဲ့လိုမျိုးလျှောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကအရှင်ယေဝရကိုပြောတယ်တဲ့အရှင်ယေဝရရှင်အနန္ဒာကတော့သူထင်မြင်ချက်ကိုနော်သူထင်မြင်ထားတဲ့အတိုင်းပြောသွားပြီတော့ငါရှင်ကိုလည်းပဲငါမေးမယ်တဲ့ဒီကောတိန်ကဆိုတဲ့နော်အင်ဂျင်တော်ကြီးဟာအလွန်မှမွေ့လေဝယ်ရှိတယ်ညဟာအလွန်မှအပြစ်ကင်းတယ်အင်ဂျင်မင်းတွေကလည်းပင်လုံးကျပွင့်နေတယ်နတ်တို့ရဲ့ပန်းရနံကဲ့သို့အလွန်မှွေ့ပြက်တဲ့ရက်နဲ့နေလည်းတတော်လုံးကြိုင်လိုက်နေတယ်နော်ဒီအင်ဂျင်တော်ကြီးကိုဘယ်လိုယဟန်ကတာလွန်ပြီးတော့တင့်တယ်စေနိုင်လိမ့်မလဲဒါရှင်ယေဝရရဲ့အမြင်ကိုမေးတာမေးတော့ရှင်ယေဝရကဘာပြောတော့အရှင်သာရိပုတ္တရာတဲ့ဟောဒီသာသနာတော်မှာနော်ယဟန်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာတပါးတဲ့ကိအောင်ချင်းမှာမွေးလျော်တယ်တပါးတဲ့နေရတာကိုပျော်တယ်ကိုယ့်ရဲ့စိတ်ထဲမှာငြိမ်းအေးမှုရှိအောင်အမြဲတမ်းအားထုတ်တယ်စိတ်ထဲမှာပူးမနေစေခြင်းဘူးအမြဲတမ်းငြိမ်းနေစေခြင်းဇန်တရားကိုရအောင်ကြိုးစားပြီးတော့အဲ့ဒီဇန်ကိုအထင်သေးပြီးတော့ဖြည့်ဆည်းပြစ်တာမျိုးမလုပ်ဘူးနော်ဝိပဿနာဉာဏ်နဲ့လည်းပြည့်စုံတယ်စိတ်ဉာဏ်ရအရက်ကိုလည်းပဲတိုးပွားစေတယ်ဒီလိုယဟန်မျိုးဟာဒီသာသနာကြီးဟူသောတနည်းအားဖြင့်ဒီအင်ဂျင်တော်ကြီးကိုတင့်တယ်စေလိမ့်မယ်တဲ့သူကလည်းသူ့အမြင်လေးကအယမနှစ်သက်เสียရှိတယ်ဘုရင်တို့ဒီနေရာမှာသူပြောတဲ့စကားလေးအတိအကျပြောခြင်းပါဣဒာဟုသောတာရိပုတ္တဘိက္ခုပရိတန်လာနာရာမောဟတိပရိတန်လာနာရတောတဘာတဲ့မွေ့လျော်တယ်တဘာတဲ့နေရတာကိုပျော်တယ်ဣဇတံစေတောသမထမနုယုတ်တော်တယ်နော်အတွင်းထဲကစိတ်ကိုငြိမ်းအေးစေမှုကိုသူအမြဲတမ်းကြိုးစားတယ်နော်အတွင်းထဲမှာငြိမ်းနေအောင်သူအမြဲတမ်းကြိုးစားတယ်အပြင်ဘက်ကိုငြိမ်းအောင်ကြိုးစားတာမဟုတ်လားဣဇတံစေတောသမထမနုယုတ်တော်ကိုယ့်ရဲ့အတွင်းစိတ်တယ်လေးငြိမ်းနေအောင်ကြိုးစားတယ်ဝိပဿနာတရားနဲ့လည်းပြည့်စုံတယ်စိတ်ဉာဏ်ရာကိုလည်းတိုးပွားစေတယ်ဒီလိုပုဂ္ဂိုလ်မျိုးဟာဒီအင်ဂျင်တော်ကြီးကိုတာလွန်ပြီးတော့လှပစေလိမ့်မယ်တင့်တယ်စေလိမ့်မယ်လို့ဒါကရှင်ယေဝရရဲ့အမြင်ပေါ့အဲ့လိုရှင်သာရိပုတ္တရာကရှင်ယေဝရရဲ့အမြင်ကိုနားထောင်ပြီးတဲ့အချိန်မှာဘုဇုကိုမေးပြန်လဲဆိုတော့အရှင်အနုရုဒ္ဓကိုမေးတယ်အရှင်အနုရုဒ္ဓရှင်ယေဝရကတော့သူ့အမြင်ကိုပြောသွားပြီအရှင်အနုရုဒ္ဓကိုလည်းငါမေးပါတယ်သင်္ဃာကဘယ်လိုအမြင်ရှိလဲဒီအင်ဂျင်တော်ကြီးကိုဘယ်လိုယဟန်ကတာလွန်ပြီးတော့လှစေလိမ့်မယ်လဲအဲ့တော့ရှင်အနုရုဒ္ဓကဘာပြောတော့အရှင်သာရိပုတ္တရာတဲ့ဟောဒီသာသနာတော်မြတ်ကြီးမှာယဟန်တစ်ပါးဟာအလွန်စင်ကြယ်တဲ့လူတို့ရဲ့မျက်စိထက်တာလွန်တဲ့နတ်မျက်စိနဲ့တူတဲ့နော်ဒိဗ္ဗစက္ခုဆိုတဲ့မျက်စိနဲ့လောကရတ္တထောင်ကိုကြည့်နိုင်တယ်တဲ့ဥပမာအားဖြင့်မျက်စိအမြင်ရှိတဲ့ယောက်ျားကအလွန်မြင့်တဲ့ပြတ်သက်ပေါ်ကိုတက်ပြီးတော့နော်အောက်မှာဦးဇင်းတို့လှဲပင်လေးတွေနှခမ်းချင်းထိအောင်စီးချထားတယ်ဆိုကြပါစို့အဲ့ဒါပြတ်သက်ပေါ်ကနေတက်ပြီးတော့အဲ့ဒီလှဲပင်အဝန်းဝိုင်းလေးတွေစီးချထားတာကိုကြည့်တယ်လို့ဒီလောကရတ္တအဝန်းဝိုင်းကိုသူဟာဒိဗ္ဗစက္ခုနဲ့ကြည့်နိုင်တယ်အဲ့ဒီလိုမျိုးဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့်လောကရတ္တအထောင်ကိုကြည့်ရှုနိုင်တဲ့ယဟန်မျိုးဟာဒီဂောသင်္ကဆိုတဲ့အင်ဂျင်တော်ကြီးကိုတာလွန်ပြီးတော့လှစေလိမ့်မယ်တဲ့အမြင်ထက်မြက်ရှုရှားတဲ့ပုဂ္ဂိုလ်မျိုးဟာသာသနာတော်ကိုလှစေလိမ့်မယ်လို့ဒီလိုလည်းပဲဆက်နွယ်ပြီးတော့နားလေစရာကောင်းမယ်ပေါ့နော်အမြင်ကျဲတဲ့ပုဂ္ဂိုလ်တွေဒိဗ္ဗစက္ခုလူသားမတွေမမြင်နိုင်တဲ့အမြင်မျိုးနဲ့မြင်မယ်ပေါ့
ဒါကပစုရဲ့မြင်တော့ရှင်အနုရုဒ္ဓဟုတ်လားအဲ့လိုရှင်အနုရုဒ္ဓကလျှောက်တော့ရှင်သာရိပုတ္တရာကပစုကိုလှည့်ပြီးတော့မေးပြန်တော့ဆိုတော့ရှင်မကတ္တပကိုမေးတယ်တဲ့အရှင်ကတ္တပရှင်အနုရုဒ္ဓကတော့သူ့ရဲ့အမြင်ကိုပြောသွားပြီငါရှင်အမြင်ကဘယ်လိုရှိတော့ပြောပါအောင်မထေရမြတ်ကြီးတွေတရားဆွေးနွေးနေကြတယ်လို့လည်းဆိုနိုင်ပါတယ်အမြင်ချင်းဖလှယ်နေကြတယ်လို့လည်းပြောနိုင်ပါတယ်ဟုတ်လားအဲ့လိုအမိန့်ရှိတဲ့အခါကျတော့ရှင်မကတ္တပကပါပြောတော့အရှင်သာရိပုတ္တရာတဲ့ဒီသာသနာတော်မှာယဟန်တစ်ပါးဟာကိုယ်တိုင်ကလည်းပဲအရင်ညကင်ဒူတင်ကိုစောင့်တည်ပြီးတော့အရင်ညကင်ဒူတင်ဆောင်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းအမြဲတမ်းပြောလို့ရှိတယ်တဲ့အရင်ညကင်ဒူတင်ဆောင်လဲဆိုတာတောရလောက်တဲ့အရက်မှာနေတာကိုပြောတာမြို့နာရွာနာမှာမနေဘူးအထူးသဖြင့်ကျိန်းဆက်တဲ့အချိန်အာယုံမတက်မိစေရဘူးလူနာရွာနာမြို့နာမှာအ ਨੇ ဆုံးတောရလောက်တဲ့အရက်ပေါ့အရန်စိတ်ငြိမ်တဲ့နေရာကိုအဓိကနော်လိုလားလို့အဲ့ဒီဒူတင်မျိုးကိုစောင့်တည်ကြတာပေါ့နော်မြို့နဲ့ရွာနဲ့နီးကပ်တဲ့နေရာမျိုးမှာမနေဘူးဟုတ်လားအဲ့ဒါကိုအရင်ညကင်ဒူတင်လို့ခေါ်တယ်နော်ကိုယ်တိုင်ကလည်းပဲအရင်ညကင်ဒူတင်ကိုစောင့်တည်တယ်တောရက်မှာပဲနေတယ်တောဆိုတာကတောရွာတွေကိုရည်ညွှန်းတာမဟုတ်ဘူးလူနေတဲ့နေရာနဲ့နည်းနည်းဝေးကွာတဲ့နေရာလေးလူတန်းသူတန်းမကြားရတဲ့နေရာလေးကိုရည်ညွှန်းတာနော်ပြီးတော့ဗာပြောတော့ဆိုတော့ကိုယ်တိုင်လည်းပဲပိဏ္ဏဘတ်ဒူတင်ကိုစောင့်တည်တယ်ပိဏ္ဏဘတ်ဒူတင်စောင့်တည်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းပြောတယ်ဆုံးခံပြီးတော့ဖုံးပေးတာကိုပြောတယ်နော်ကိုယ်တိုင်လည်းပဲပန္တကူဒူတင်ကိုစောင့်တည်တယ်ပန္တကူဒူတင်စောင့်ခြင်းရဲ့ဂုဏ်ကိုလည်းပြောတယ်တရားဓမ္မတွေလှူတဲ့သင်္ကန်းကိုမဝတ်ဘူးပေါ့သင်္ကန်းနဲ့ပတ်သက်ပြီးတော့ကိလေသာအရန်နဲမယ်ပေါ့နော်ပန္တကူသင်္ကန်းကိုပဲစောင့်တယ်ကိုယ်တိုင်ကလည်းပဲတဲ့တိရှိရိတ်ဒူတင်ကိုစောင့်ထားတယ်တိရှိရိတ်ဒူတင်စောင့်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းပြောတယ်တိရှိရိတ်ဆိုတာသင်္ကန်း3တယ်ပဲရှိမယ်ပေါ့4တယ်မြောက်ဆိုတာသူ့မှာမရှိဘူးသင်္ကန်းအကောင်သင်္ကန်းအများကြီးသင်္ကန်းနဲ့ပတ်သက်ပြီးတော့လောဘဒေါသမဖြစ်အောင်ကျင့်တယ်ကျင့်စဉ်မျိုးလို့လည်းပဲလူငယ်တွေအနေနဲ့အချင်းချင်းနားလည်နိုင်တယ်ပေါ့ဒူတင်4မျိုးပြောတယ်နော်ပြီးတော့ဗာဆက်ပြောတော့ဆိုတော့ကိုယ်တိုင်ကလည်းအလိုနေတဲ့သူဖြစ်တယ်တဲ့ကိုယ်တိုင်အလိုနေုံမြမကပဲနဲ့အလိုနေခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းပြောလို့ရှိတယ်တဲ့နော်ပြီးတော့ဗာပြောတော့ကိုယ်တိုင်ကလည်းပဲရောင်ရဲလွယ်တဲ့သဘောရှိတယ်ပြီးတော့ရောင်ရဲခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းအမြဲတမ်းပြောလို့ရှိတယ်ကိုယ်တိုင်ကလည်းပဲနော်စိတ်ထဲမှာစိတ်ငြိမ်မှုနဲ့ပဲနေတယ်စိတ်ငြိမ်မှုမှာနေခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းအမြဲတမ်းပြောတဲ့သဘောရှိတယ်ကိုယ်တိုင်ကလည်းပဲအပေါင်းအသင်းနဲ့မမွေ့လျော်ပဲနဲ့နော်ကိုယ့်ဒီတိုင်းဘယ်သူနဲ့မှမလျော်ပဲနဲ့ဒီလိုပဲနေလေသဘောရှိတယ်အဲ့ဒီလိုနေခြင်းကိုလည်းအမြဲတမ်းချီးမွမ်းတယ်ကိုယ်တိုင်မှာလည်းထက်တန်တဲ့လုံလဝရိယနဲ့အမြဲတမ်းကြိုးစားအထောက်ပြီးတော့နေတယ်ထက်တန်တဲ့လုံလဝရိယရဲ့ဂုဏ်ကျေးဇူးကိုလည်းအမြဲတမ်းပြောတယ်ပြီးတော့ကိုယ်တိုင်ကလည်းသီလရှိတယ်တမာတိရှိတယ်ပညာရှိတယ်ဝိမု ക്തി ဉာဏတတနာဒါကတော့ဦးဇင်းကအနှစ်ချုပ်ပြောလိုက်တာပါနော်သီလသမာဓိပညာဝိမု ക്തി ဉာဏတတနာနော်ဝိမု ക്തി ဆိုတာကဖို့ဉာဏ်ကိုပြောတာဝိမု ക്തി ဉာဏတတနာဆိုတာကအဲ့ဒီဖို့ဉာဏ်ကိုပြန်ပြီးတော့စဉ်းစားဆင်ခြင်တဲ့ပြစ္ဆွဲခဏဉာဏ်ကိုပြောတာတဲ့အဲ့ဒါလိုကိုယ်တိုင်ကသီလသမာဓိပညာဝိမု ക്തി ဉာဏတတနာဂုဏ်ကျေးဇူး၅ပါးနဲ့ပြည့်စုံပြီးတော့အဲ့ဒီဂုဏ်ကျေးဇူး၅မျိုးရဲ့တကယ့်ကိုမျက်နှိုးပေါ်ရကောင်းတဲ့အနေအထားကိုလည်းချီးမွမ်းပြောဆိုတဲ့အလေးရှိတယ်တဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာဒီအင်ဂျင်တော်ကြီးကိုတာလွန်ပြီးတော့လှပစေလိမ့်မယ်တင့်တယ်စေလိမ့်မယ်တဲ့ဒါကရှင်မကတ္တဗဆိုတာကသာသနာမှာဒူတင်နဲ့ပတ်သက်ပြီးတော့အလိုနေမှုနဲ့ပတ်သက်ပြီးတော့အရဟမ်းမှထင်ရှားတဲ့မထေရမြတ်ကြီးတစ်ပါးပေါ့နော်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာအရင်ကင်ဒူတင်တို့ပိဏ္ဏဘတ်ဒူတင်တို့ပတ္တကူဒူတင်တို့တိစုရိဒူတင်တို့ဆိုတာတွေကတော့လူတွေနဲ့သိပ်ပြီးတော့မသက်ဆိုင်လာဘူးပေါ့ဟုတ်လားသို့တော့နောက်ပြောတဲ့တရားတွေကတော့လူတွေနဲ့နော်ဓာတ်ရိုက်သက်ဆိုင်နေတယ်လို့ပြောလို့မရဘူးလားရတယ်နော်အပိသောဟောတိအပိသဒါယဝဏဝါတိဟုတ်လားအတ္တနာစအပိသောဟောတိအပိသဒါယစဝဏဝါတိကိုယ်တိုင်ကအလိုနဲတယ်လောဘနဲတယ်ပေါ့နော်လူကျင်တာရကျင်တာဖြစ်နေတာသိမရှိအဲ့လိုပဲလောဘနဲခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းပြောတဲ့သဘောရှိတယ်အတ္တနာစတန်တုထောဟောတိတန်တုဋ္ဌိယာစဝဏဝါတိကိုယ်တိုင်ကလည်းရောင်ရဲတင်းတိမ်နိုင်တဲ့သဘောရှိတယ်ရောင်ရဲတင်းတိမ်နိုင်ခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းအမြဲတမ်းပြောတယ်ရောင်ရဲတင်းတိမ်ခြင်းအရန်ကောင်းတယ်ဆိုတာဟုတ်လားအတ္တနာစပဝိဝေတောဟောတိပဝိဝေကတ္တစဝဏဝါတိနော်ကိုယ်တိုင်ကလည်းပဲနော်စိတ်ငြိမ်ရာမှာမွေ့လျော်တယ်ဘောင်းဖော်နဲ့မွေ့လျော်တာမျိုးမရှိဘူး
စိတ်ထဲမှာလည်းပဲစိတ်တွေအများကြီးနဲ့နေတာမျိုးမရှိဘူးတယောက်တည်းတစ်စိတ်တည်းစိတ်ကလည်းပဲကိလေသာတွေကိုတော့အပေါင်းဖော်ကင်းပြီးတော့အယမကိုပဲငြိမ်သက်တဲ့သဘောပေါ့နော်အတ္တန်တထောဟောတိအတ္တန်တက္ကတသဝဏဝါဒီအပေါင်းဖော်မှာကိုယ်တိုင်ကလည်းမွေးလျော်ခြင်းမရှိဘူးအဲ့လိုအပေါင်းဖော်မှာမွေးလျော်ခြင်းမရှိခြင်းရဲ့ဂုဏ်ကျေးဇူးကိုလည်းအမြဲတမ်းပြောရလေးရှိတယ်တဲ့ဒါလေးတွေကိုတော့ပိဿတို့မှတ်သားစရာကောင်းတယ်ပေါ့နော်နောက်၅မျိုးကမှတ်သားရတာလွယ်တယ်ဟုတ်လားသီလသမာဓိပညာဝိမု ക്തി ဉာဏတတနာဟုတ်လားဒီတရားတွေကိုယ်တိုင်မှာလည်းရှိထားတယ်အဲ့ဒီတရားတွေရဲ့ဂုဏ်ကျေးဇူးကိုလည်းပြောတယ်ဒါကတော့စဉ်းစားစရာတော့အရင်ကောင်းတယ်တချို့ကဒီဂုဏ်တွေကိုတော့ပြောထားတယ်သူ့မှာကျွမ်းကျင်ပြီးသားလိမ္မာပြီးသားအယံတဲ့သူ့မှာကြိုက်တဲ့အဝတ်ကိုဝတ်ခွင့်ရှိတဲ့တထေးတယောက်လိုကြိုက်တဲ့သမဘတ်ကိုဝင်စားနိုင်တဲ့အစွမ်းရှိတယ်တဲ့ခုတက္ကရာမတို့ဦးဇင်းတို့မှာပဂတိအဝတ်တွေကတော့ပေါ့တယ်နော်စိတ်ကိုလုံလုံချုံချုံအေးအေးချမ်းချမ်းဖြစ်အောင်စိတ်ကိုဝတ်ပင်မဲ့အဝတ်ကတော့အယံကိုရှားပါတယ်လို့ဆိုရဟုတ်တယ်မလားခါလေးစိတ်တွေပူလောင်နေတယ်ဘာလေးမှစိတ်ဆိုတာဝတ်ပေးလိုက်စရာမရှိဘူးအေးအေးချမ်းချမ်းနေနိုင်လိုက်စရာမရှိဘူးဟုတ်လားရံပူတဲ့ကာလမျိုးမှာဆိုရင်ချမ်းသာတဲ့လူတွေဆိုရင်အမလေးခြီသားလေးဘလို့နုနုလေးမှຫນွေကနဲ့ကြိုက်တဲ့အဝတ်ကလေးပေါ့နော်ဆောင်းပါဆိုရင်လည်းနွေနွေထွေထွေနုနုညံ့ညံ့လေးတွေရှိကြတယ်ဟုတ်လားသူ့ရာသီဥတုသူ့ကာလဒေသနဲ့ကြိုက်တဲ့အဝတ်ကလေးတွေဝတ်ပေးမယ်ဆိုခန္ဓာကိုယ်ဟာချမ်းသာမှုရှိတယ်ပေါ့ဒါကဦးဇင်းကတွေးမိတာကိုပြောတာပါအဲ့လိုပဲစိတ်ရဲ့အခြေအနေပေါ်မှာလိုက်ပြီးတော့ဦးဇင်းတို့တွေမှာဒီစိတ်ကိုချမ်းသာအောင်ထားနိုင်တဲ့နော်ကျွမ်းကျင်တဲ့နီလန်းလေးတွေနဲ့စိတ်ကိုချမ်းသာအောင်ထားနိုင်တဲ့ဤပေါင်းများစွာရှိထားမယ်ဆိုရင်မကောင်းဘူးလားဒါကလေ့ကျင့်ကြိုးစားအထောက်မှုကင်းပြီးတော့ဒီအည်သူမျိုးမရှိနိုင်ဘူးနော်ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ကိုကစိတ်ရဲ့အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုသာနဲ့ကိုယ့်ရဲ့အလိုကိုလိုက်စေနိုင်တယ်ဆိုတာအဲ့ဒါကိုပြောတာစိတ်ကိုသူဘလောက်ထိပိုင်နိုင်ကျွမ်းကျင်ထားသလဲကြိုက်တဲ့အချိန်မှာကြိုက်တဲ့တမပတ်ကိုဝင်စားနိုင်တယ်ဆိုလိုတာကကြိုက်တဲ့အချိန်မှာကြိုက်တဲ့ချမ်းသာခြင်းနီးမျိုးနဲ့သူနေနိုင်တယ်ပေါ့ဟုတ်လားဦးဇင်းတို့တွေမှာအဲ့လိုနီးတွေနော်အများကြီးလေ့ကျင့်ထားဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်မလို့ဒီနေ့ကကာယကတ္တတတိကိုဟောတယ်ဆိုရင်နီးတွေအများကြီးပါတာပဲလေအကုန်လုံးစနစ်တကျလေ့လာပြီးတော့လုပ်ကြည့်မယ်ဆိုလို့ရှိရင်အများကြီးအကျိုးရှိမှာပဲဟုတ်လားအေးဒါကပစုရဲ့အမြင်တော့ရှင်သာရိပုတ္တရာရဲ့အမြင်အဲ့တော့ရှင်သာရိပုတ္တရာကအဲ့လိုအမိန့်ရှိပြီးတော့အရှင်တို့တဲ့အဲ့လိုဆိုလို့ရှိရင်တို့ဟာအသီးသီးကိုယ့်အမြင်ကိုပြောခဲ့ကြပြီအဲ့လိုဆိုလို့ရှိရင်မြတ်စွာဘုရားကြီးကိုသွားကြမယ်ဟိုရောက်တော့ဒီအမြင်တွေကိုမြတ်စွာဘုရားကိုရှောက်ပြပြီးတော့မြတ်စွာဘုရားရဲ့အမြင်ကဘယ်လိုရှိသလဲဆိုတာကိုမေးမြန်းလျှောက်ထားကြမယ်အဲ့ဒါနဲ့မြတ်စွာဘုရားကြီးသွားကြတယ်မြတ်စွာဘုရားကြီးရောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာပဲခေါင်းဆောင်ပြီးတော့လျှောက်တယ်ပေါ့မြတ်စွာဘုရားတဲ့ဒီအင်ဂျင်တော်ကြီးကိုဘယ်လိုရန်ကတာလွန်ပြီးတော့လှစေမလဲဆိုတဲ့မေးခွန်းကိုရှင်အနန္ဒာကိုမေးလိုက်တဲ့အခါမှာဘုရားဟောတဲ့တရားဒေသနာတွေကိုကိုယ်တိုင်နားလည်အောင်လေ့လာပြီးတော့သင်ယူပြီးတော့မှတ်သားပြီးတော့သူများကိုလည်းပဲအနုတ္တယပေခွာနိုင်ရေးအလို့မှာဟောကြားတဲ့ယဟန်ဟာသာသနာကိုလှပစေတဲ့အင်ဂျင်တော်ကိုလှပစေတဲ့ယဟန်လို့ဖြေပါတယ်ဗျာအဲ့တော့မြတ်စွာဘုရားကောင်းနေတဲ့နော်ဟုတ်တာပေါ့တဲ့အာနန္ဒာဟာသူကိုယ်တိုင်ကလည်းပဲတရားဒေသနာတွေကိုစောင့်ထားတဲ့ပုဂ္ဂိုလ်သူများကိုလည်းပဲသူစောင့်ထားတဲ့တရားကိုဟောပြနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်ဒါကြောင့်မလို့သူ့အနေနဲ့အဲ့လိုဖြေတာဘာမှစမ်းတယ်လို့မဆိုနိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးကိုနေတဲ့ပုံစံမျိုးလေးကိုပဲဒါတင်ပြသွားတယ်လို့လည်းပဲတမျိုးဆိုနိုင်တယ်ပေါ့ရှင်အနန္ဒာကပရိယတ္တိအာတန်တဲ့ပုဂ္ဂိုလ်သူကဘာပြောရမှာတော့ဓမ္မဗန္ဒာဂါရိကာပဲလေတရားဗန္ဒာဆိုပေါ့တရားကိုယတနာပစ္စည်းတွေဥစ္စာပစ္စည်းတွေနဲ့ခိုင်းနိုင်မယ်ဆိုလို့ရှိရင်သူကတရားဗန္ဒာဆိုအမဗန္ဒာဒိဋ္ဌိပေါ့နော်ရသော်ဘုရားဘယ်နာမှာပဲတရားဟောဘလို့ပဲဟောသူ့ကိုတဆင့်ပြန်ပြီးတော့သူမေးလျှောက်လို့ရှိရင်ပြန်ပြောပြတယ်အားလုံးဘုရားဟောခဲ့တာတွေကိုသူသိတယ်ဒါကြောင့်မို့လို့ပရိယတ္တိနဲ့ပတ်သက်ပြီးတော့သူဖြေသွားတာဟာသူနေတဲ့ပုံစံလေးကိုပဲဖြေသွားတယ်လို့လည်းပဲတမျိုးပြောမယ်ဆိုပြောလို့မရဘူးလားရတယ်အဲ့ဒါနဲ့မြတ်စွာဘုရားတဲ့ရှင်ယေဝရကိုမေးတော့ရှင်ယေဝရကတော့တပါးချင်းကိန်းအောင်ကြီးရဲ့ဂုဏ်ကျေးဇူးတွေကိုပြောတယ်စိတ်ရဲ့ငြိမ်းအေးမှုကိုအမြဲတမ်းကြိုးစားတယ်စိတ်ငြိမ်ရာအရက်ကိုလည်းပဲတိုးပွားစေတယ်ဇံကိုဖြစ်စည်းတဲ့သဘောမရှိဘူးဝိပဿနာဉာဏ်နဲ့အမြဲတမ်းနေတယ်အဲ့ဒါလိုတယောက်တည်းတစ်ပါးတည်းနေခြင်းရဲ့ဂုဏ်ကျေးဇူးကိုသူကတော့ပြောတယ်ဆိုတော့ဟုတ်တယ်တဲ့အဲ့ဒါလည်းပဲဘာလို့ဆိုတော့ရှင်ជីဝရဟာဇံဝင်စားတဲ့နေရာမှာသူဟာအသာဆုံးပဲဟုတ်လားသူကလည်းပဲအဲ့ဒါလိုနေလေနေထားရှိတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်တာကိုအဲ့ဒါနဲ့ဆက်ပြီးတော့ရှင်အနုရုဒ္ဓ
နော်ဒေဝစက္ခုအဘိညာဉ်နဲ့လောကရတထောင်ကိုကြည့်ပြီးတော့နေနေတဲ့ယဟန်ဟာသာသနာဆိုတဲ့အင်ဂျင်တော်ကိုလှစေလိမ့်မယ်လို့သူပြောခဲ့တယ်အဲ့တော့သူကိုယ်တိုင်ကလည်းပဲဒေဝစက္ခုအဘိညာဉ်ရမှာဣတိတေမရဘူးလားဒါနော်အဲ့ဒီအစွမ်းကအရင်ထက်မြက်တယ်ပေါ့ရှင်အနုဒ္ဓကတခါရှင်မာကတ္တဝဆိုရင်လည်းပဲဒုတင်ရဲ့ဂုံကျေးဇူးတွေအလိုနေခြင်းရောင်ရဲခြင်းဟုတ်လားစိတ်ညရာရမှနေခြင်းအပေါင်းဖော်နဲ့မနေခြင်းစရှိတဲ့ဂုံကျေးဇူးတွေကိုအမြဲတမ်းပြောဆိုလေးရှိတယ်ဆိုသူကိုယ်တိုင်ကလည်းပါတော့ဒုတင်ဆောင်ပုဂ္ဂိုလ်ကြီးပဲဒါကြောင့်မလို့ဒီလိုပြောတာပေါ့ဆက်ပြီးတော့ရှင်မာမောက္ကလံကိုပြောတော့လည်းပဲဟုတ်တယ်တဲ့ရှင်မာမောက္ကလံအလွန်မှထူးခြားတဲ့ဓမ္မဂတိကဖြစ်တယ်အဲ့ဒါနဲ့ရှင်မာမောက္ကလံကရှင်သာရိပုတ္တရာဖြေတဲ့အဖြေကိုပြောတော့လည်းပဲမြတ်စွာဘုရားကဟုတ်တယ်တဲ့သာရိပုတ္တရာကြိုက်တဲ့အချိန်မှာကြိုက်တဲ့ဓမ္မဘက်ကိုဝင်စားနိုင်တယ်နော်ချမ်းသာတဲ့ပုဂ္ဂိုလ်ဟာကြိုက်တဲ့ပစိုးကြိုက်တဲ့အယောင်တွေကြိုက်တဲ့အချိန်မှာကြိုက်တယ်လို့ဝိဆင်နိုင်စွမ်းရှိတယ်လို့သူဟာလည်းကြိုက်တဲ့အချိန်မှာကြိုက်တဲ့ဓမ္မဘက်ကိုဝင်စားနိုင်တယ်အဲ့လိုမျိုးမြတ်စွာဘုရားကဖြေရှင်းပြတဲ့အခါရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုမေးတယ်မြတ်စွာဘုရားတဲ့အဲ့ဒါလို့ဆိုလို့ရှိရင်တပည့်တော်တို့ပြောဆိုတဲ့အမြင်တွေထဲမှာဘု து ရဲ့အမြင်ဟာအကောင်းဆုံးဖြစ်မလဲတဲ့အပြည့်စုံဆုံးဖြစ်မလဲတဲ့နော်အဲ့ဒါလိုမျိုးမြတ်စွာဘုရားကိုမေးတော့မြတ်စွာဘုရားကဘာပြောလို့ဆိုတော့သာရိပုတ္တရာတဲ့သင်တို့ပြောဆိုတဲ့စကားတွေဟာအကြောင်းပရိယေအားဖြင့်အကုန်လုံးကောင်းကြတာကြီးပါပဲတဲ့မကောင်းတဲ့စကားမပါဘူးနော်သင်တို့အားလုံးရဲ့စကားဟာအကြောင်းပရိယေအားဖြင့်ကောင်းစွာဆိုအပ်တဲ့စကားတွေကြီးပဲတဲ့ဒါပေမဲ့လည်းပဲငါပြောမဲ့စကားငါရဲ့အမြင်ကိုလည်းပဲနားထောင်ကြည့်အောင်တဲ့မြတ်စွာဘုရားပြောပုံလေးနော်နားထောင်ကြည့်ပါအောင်တဲ့ဘယ်လိုယဟန်မျိုးဟာဒီဂေါသင်္ကဆိုတဲ့အင်ဂျင်တော်ကြီးကိုတင့်တယ်နှိုင်စီမလဲဆိုလို့ရှိရင်ဒီသာသနာတော်မှာယဟန်တစ်ပါးဟာစွန့်ကံပြန်လာတယ်စွန့်ကံပြန်လာပြီးတော့စွန့်ဖုံးပြီးပြီးပြီဆိုတော့တက်ဝက်ဘွက်ခွေထိုင်ပြီးတော့ကိုဖြောင်းမစွာထားပြီးတော့နော်ကမ္မထအလုပ်ကိုစူးစမ်းအထုတ်မယ်ဘလို့စိတ်ကူးနဲ့အထုတ်မလဲနော်အကျဉ်းများလောက်တော့ကာလပတ်လုံးငါရဲ့စိတ်ဟာနော်မစွဲလမ်းမဲနဲ့အာသောတရားတွေမှာမလွတ်မြောက်သေးဘူးထိုများလောက်တော့ကာလပတ်လုံးဟောဒီထိုးအခွေထားတဲ့တင်မလင်းကိုငါမဖြတ်တော့ဘူးဆိုတဲ့စိတ်နဲ့နော်အဋိဌံပြီးတော့ထိုင်နေတဲ့ပုဂ္ဂိုလ်ဟာဂေါသင်္ကဆိုတဲ့အင်ဂျင်တော်ကြီးကိုတာလွန်ပြီးတော့လှစေလိမ့်မယ်တဲ့ဒါမြတ်စွာဘုရားရဲ့အမြင်ပဲနော်နာတာဝဟံဣမံပလင်ကံဗိန္ဒိတာမိယာဝမေနာနုပါဒာယအာတဝဟိစိတ်တံဝိမုတ်စိတ်တတိနော်ငါရဲ့စိတ်ကကိလေသာတွေကမလွတ်မြောက်မချင်းအာသောတရားတွေမလွတ်မြောက်အာသောတရားတွေကမလွတ်မြောက်မချင်းဆွဲလန်းမှုမကုန်မချင်းဒီတင်မလင်ငွေကိုငါမဖြစ်တော့ဘူးဆိုတဲ့အဋိဌာန်နဲ့ထိုင်နေတဲ့ယဟန်ဟာအင်ဂျင်တော်ကြီးကိုလှပစေလိမ့်မယ်တဲ့ဒါမြတ်စွာဘုရားရဲ့အမြင်ပဲဟုတ်လားအဲ့တော့ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့အမြင်အသီးသီးမှာမြတ်စွာဘုရားရဲ့အမြင်ကတော့အကောင်းဆုံးဆိုတာထင်ရှားတယ်လို့ပြောနိုင်မို့လားပြောနိုင်နော်ဘာဖြစ်လို့လဲဆိုတော့သူကအခွင့်အရေးလေးမဆုံးရှုံးဖို့ဆိုတာကိုလည်းပဲဦးဇင်းတို့အနေနဲ့ဒီကိုဥတည်နေတဲ့အနေအထားလေးကိုမြင်တတ်ဖို့လိုတာပေါ့နော်ဘဝမှာဘာအရေးကြီးဆုံးလဲဆိုတာကိုလည်းပဲနော်ညွန်ပြအရာရောက်သွားတယ်လို့လည်းဦးဇင်းကတော့စိတ်ထဲမှာထင်မိတယ်ပေါ့နော်တရားမရမချင်းငါဓမ္မထတော့ဘူးဆိုတဲ့စိတ်ကူးနဲ့လုံးမယ်ဆိုတော့လောကမှာဘဝမှာအရေးကြီးဆုံးဟာဘာအရေးကြီးဆုံးလို့ဖြစ်သွားတရားရဖို့ကအရေးကြီးဆုံးဖြစ်သွားတာပေါ့နော်ဒီဒါမြတ်စွာဘုရားရဲ့အမြင်ပဲနော်ဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းတော်ကောင်းတို့သူတော်ကောင်းကြီးတွေရဲ့အသီးသီးမြင်ထားတဲ့အမြင်တွေဟာသူရှိတော်နဲ့သူတော်အလုံးဟာမျက်နှိုးပေါ်ရာတွေကြီးပါပဲဒါပေမဲ့မြတ်စွာရဲ့ဘုရားရဲ့အမြင်လေးကိုတော့ပို့ပြီးတော့ဦးဇင်းတို့ရဲ့စိတ်ထဲမှာတရားတော်တို့ရဲ့စိတ်ထဲမှာအများကြီးစဉ်းစားဖို့မရှိဘူးလားရှိတယ်နော်မြန်မြန်ဆန်ဆန်ရအောင်လှုပ်လိုက်နိုင်ရင်အကောင်းဆုံးပဲဆိုတဲ့အဖြေပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီသုတ်တန်လေးကိုဘယ်လိုရည်ရွယ်ချက်နဲ့ပြောသလဲဆိုတာတရားစခဲ့တော့ကပြောခဲ့ပြီးပြီနော်ဘုရားမှုရှိတဲ့သူတော်ကောင်းကြီးတွေဟာတော့ဘယ်လိုစိတ်ထားမျိုးနဲ့နော်သာသနာရဲ့အပေါ်မှာမြင်တော်မူကြသလဲဆိုတာလေနော်ဘာကိုအရေးထားပြီးတော့နေတော်မူကြသလဲဆိုတာလေအဲ့ဒါကိုလည်းပဲကိုကအားကြအတုယူပြီးတော့နေနိုင်မယ်ဆိုလို့ရှိရင်မုံမြင့်တဲ့ဓာတ်တွေမိမိတို့ရဲ့တဏ္ဍာမှာကုဆက်ပြီးတော့တိုးပွားလာစရာအကြောင်းမရှိဘူးလားရှိရနော်ဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ကိုလုံးနေတဲ့လုပ်ငန်းဟာဒီမထေမြတ်ကြီးတွေပြောတဲ့နော်အမြင်တွေနဲ့ဘယ်နေရာမှာကိုက်ညီမှုရှိတယ်လဲဘယ်လောက်နီးစပ်မှုရှိတယ်လဲဒါလေးတွေပဲဦးဇင်းတို့ချိန်ထိုးပြီးတော့တွေးမိဖို့လိုမယ်ပေါ့ဟုတ်လားအေးဘာပဲပြောပြောမြတ်စွာဘုရားရဲ့အဆုံးအမနဲ့အညီပฏิပဋ္ဌာန်ဘာဝနာတို့ကိုပွားများနေတဲ့အချိန်တိုင်းဟာကိုလည်းပဲတင့်တယ်အောင်နော်အပြစ်ကင်းအောင်တာယာပွဲဖြစ်အောင်နော်ကြိုးစားအထောက်ရရောက်တယ်လို့ကိုဝင်းကျင်ကိုလည်းကိုယ့်ရဲ့သာသနာတော်မြတ်ကိုလည်းပဲ
နော်လှပအောင်တင့်တယ်အောင်ကြိုးပမ်းအထောက်ရရောက်တယ်ဆိုတာလေးကိုလည်းမြင်စေခြင်းနဲ့ပေါ့ဟုတ်တယ်မဟုတ်လားဆိုကြပါစို့တရားဘာဝနာပွားများအထုတ်တယ်ဆိုတာနော်ရှင်သာရိပုတ္တရာရဲ့အမြင်နဲ့လည်းပဲအများကြီးနီးစပ်နေတယ်လို့ဆိုရမယ်နော်ကိုယ်ကစိတ်ရဲ့အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုသာတင်ကိုယ့်ရဲ့အလိုကိုလိုက်စေတဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒီအချိန်မှာကိုယ်လည်းပဲအဲ့ဒီလိုမျိုးကြိုးစားနေရမရောက်ဘူးလားရောက်တယ်နော်စိတ်အလိုကိုမလိုက်ဖဲနဲ့စိတ်ကတော့ဒါမျိုးလိုရတာကိုမူရင်းအဖြစ်တော့သူကကြိုက်လာတယ်မရှိဘူးဟုတ်တယ်မဟုတ်လားတေချာစဉ်းစားကြည့်နော်အတင်းအကျပ်နော်ယောနိတော်မတတိကာရနဲ့ဉာဏ်ပညာကအတင်းအကျပ်ခိုင်းလို့သာနော်ဒီမှာသူကလုံနေကြတဲ့အဓိပ္ပာယ်ပေါ့အဲ့ဒီလိုလုံပြီးတော့နေနိုင်တာကိုကစိတ်အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုသာနဲ့ကိုခိုင်းတာလုံဆိုတဲ့သဘောမျိုးကိုကပိုင်နိုင်ခိုင်းထားတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးမတက်ရောက်ဘူးလားတက်ရောက်တယ်နော်ဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့အသီးကိုလုံနေတဲ့လုပ်ငန်းဟာနော်သူတော်ကောင်းကြီးတွေရဲ့အမြင်ကိုနော်အများကြီးနော်ဆက်ဆက်မှုရှိသောအဖြစ်နော်ထင်ဟပ်နေတယ်ဆိုတာလေးကိုလည်းပဲတွေးမိပြီးတော့ဝမ်းသာစေခြင်းနဲ့ပေါ့ဟုတ်လားနောက်တစ်ခုကလည်းပဲဒီလိုမျိုးရှိပါလားဆိုပြီးတော့နော်ရှေ့တုန်းကဘုရားမှုရှိတဲ့တန်ဃာတော်ကြီးတို့ရဲ့အနေထားဟုတ်လားတကယ်အမြင်မှန်တွေဟာဘလို့ရှိသလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဓမ္မဗဟုသုတကိုမရကြရဘူးလားရကြရတယ်ဒါကြောင့်အဲ့ဒီလိုရည်ရွယ်ချက်လေးနဲ့ဒါဒီတရားဒေသနာလေးကိုဦးဇင်းတို့ပြောပြတာပါဟုတ်လားဒါကြောင့်ပေသက်ပေါင်းသူတော်ကောင်းတို့သည်အပမဒဆိုတဲ့တတိတရားလက်ကင်ထားပြီးတော့နော်သာသနာတော်ကြီးကိုလှပအောင်အထူးသဖြင့်မိမိရဲ့ဘဝကိုလှပအောင်အလှဆင်နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုပြီးတော့ဒီကနေ့ပေသက်ပေါင်းသူတော်ကောင်းတို့ကြိုးပမ်းအထောက်ကြရသောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအစွတ်စွတ်တို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဲ့ညာပူညာမျက်နှိပ်ပံကိုလျင်မြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း